ဘာဖုန်းလာလဲသားဖုန်းလာတယ် ဟုတ်မယ်ဖုန်းကြောက်ကိုင်နေတော့မိလာ သားအခုတော်သားမျက်နှာမကောင်းပါလားမေးကြည့်နေရတယ် လိုပါမယ်စိတ်ရှုပ်စရာရောစိတ်ညစ်စရာစုံ သားအမြဲဆက်နဲ့ကောင်မလေးဖုန်းကန်တယ်လားမကြောက်သား အဲ့ကြောင့်လည်းပြောချင်တော့မမြင် သားစိတ်ညစ်တယ်လို့မပြောနဲ့လို့အမေတို့ကြောက်လုပ်လိုက်တယ်နော် ပြန်ကျဲမမ်းရှိတဲ့တရားတဲ့စိတ်ကြည်ခွဲတိမ်မလို့ပဲလွန်လျာမောတန်လျာရဲ့ကိုယ်တယောက်တည်းအေးဆဆမနဲ့တွေ့တယ်မမ်းပြောတော့ချိန်တန်ရင်နေတာချမယ်တဲ့မမ်းရှိတဲ့ရှင်သန်ခြင်းအဘွားတိတ်ပဲမဲ့ဒိန်တွေလဲမျိုးလဲနဲ့ပြုံးလဲကိုဟာလဲဆိုလို့ရတဲ့ကြည်ခွေဝေးပြီးတော့မဆိုင်တော့လဲမင်းကြောင့်လေမသေးစိတ်ကကိုအမြဲတမ်းတန်နေငါတို့ပြီးမှဆုံးရှုံးရတာတွေလုံးမစေလွမ်းရတဲ့ဆန္ဒညတာရှိတခါဝင်ပြီးကွယ်ဆောင်ငါတချို့အိမ်ပြန်ချိန်မှာမဲရောက်မလာခင်အမေဟာလည်းမင်းချောင်းလေးနေနေတယ်ဘလို့ဖြစ်မလဲတဲ့ကွယ်တဲ့တောင်းလူငယ်နာမကွယ်ဒီစံပါဒီဆောင်ကြရဲ့လေတွေတွေမဲ့ချင်နာသူအဝေးခဲ့ပြီးကွယ်ဒီနေ့လေတိုင်းလွန်နေတယ်အခါလောက်ပဲနှုတ်ဆက်ဖို့တွေ့ညနေဝေးပြီးတော့မဆိုင်တော့လဲမင်းကြောင့်လေမသေးစိတ်ကကိုအမြဲတမ်းတန်နေညနိုးပြီးမှဆုံးရှုံးရတာတွေလုံးမသေးလွန်ရတဲ့ဆန္ဒညတာရှိထွက်နေ